ဒီနေ့တော့ဝယ်ရိုးနဲ့တပြူတီကိုအရေးတောက်လေးချက်စားမယ်တပြူတီနဲ့ဝယ်ရိုးနဲ့စွပ်ပြုတ်လေးလှုပ်စားတာပေါ့နော်သူနဲ့လိုက်ဖက်အောင်လို့ရခိုင်ငရုတ်ကိတ်ကိုမှမယန်းသီးစိမ့်လေးရတာနဲ့မယန်းသီးလေးနဲ့ထောင်စားမယ်ပေါ့နော်အရင်ဦးဆုံးလိုအပ်တဲ့ပစ္စည်းလေးတွေကိုပြပါမယ်ဒါကဝက်ရိုးပေါ့နော်ဒူးရိုးအဓိကသုံးထားတာပါတယ်ပြီးအသားလေးလေးပါတယ်ပေါ့နော်ပြီးရင်တပြူတီပြုတ်ပြီးသားရှိနေတာပေါ့နော်တပြူတီကိုမပြုတ်ရသေးဘူးဆိုလို့ရှိရင်အစိမ်းထည့်လို့ရပါတယ်ပြီးရင်ငရုတ်သီးစိမ့်နဲ့ကြက်သွန်နီဝယ်ရိုးကိုရှလကရေလေးနဲ့အရင်ဆေးလိုက်ပါမယ်ပြီးရင်ရေနဲ့တေချာပြအောင်ဆေးပေါ့နော်ရေနဲ့အထက်ထပ်ဆေးပါတယ်ပြီးရင်တော့တေချာလေးရေစစ်ထားပါမယ်ငရုတ်သီးစိမ့်ကိုစားထည့်ပြီးတော့ထောင်းထားပါမယ်နော်ပြီးရင်ချက်မဲ့အိုးတွေကိုတစ်ခါလေးထည့်လိုက်ပါမယ်စနွေးနည်းနည်းထည့်မယ်ပြီးရင်ငပိထည့်ပါမယ်စီထည့်ပါမယ်နော်ရေအရေတောက်ဖြစ်တဲ့အတွက်ကြောင့်ရေများများလေးထည့်ပါနော်ပြီးရင်တော့အရင်ဦးဆုံးအဖုံးလေးအုပ်ပြီးတော့မီးဖိုပေါ်မှာတင်ထားလိုက်ပါမယ်နော်ဒါကတော့အနံပင်နဲ့ကြက်သွန်ကြီးစင်သစ်ပြင်ဆင်ထားမယ်ပြီးရင်တပြူတီးပြုတ်ပြီးသားကိုခြေလိုက်ပါမယ်နော်တကယ်လို့ကမပြုတ်ရသေးဘူးဆိုလို့ရှိရင်လည်းဒီထဲမှာထည့်ပြုတ်ပါနော်တခါတည်းပြီးမှခြေပေါ့နော်ဒီမှာစူပွက်လာပြီဆိုလို့ရှိရင်ဝယ်ရိုးရယ်တပြူတီးရယ်တခါတည်းထည့်လိုက်ပါမယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့တစ်ခေါက်စူပွက်လာတဲ့အထိချက်ထားလိုက်ပါမယ်နော်ဒါကအချင်းအတွက်တော့တရက်သီး6အရေးဖြိုထားတာလေးထည့်မယ်ပေါ့နော်စားလို့စားနည်းထည့်မယ်ပြီးရင်9မုံထည့်ပါမယ်ဒါကတော့တရက်သီးအချင်းရည်လေးထည့်တာပါနော်ပြီးရင်အရသာလေးမြည်ကြည့်ပါတပြူတီးလေးတွေဖန်လေးတွေထွက်လာပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်ဒီမှာအသားလေးတွေကလည်းနူးနေပြီပေါ့နော်ပြီးခါနီးကြမှာနန်းပင်နဲ့ကြက်သွန်နီလှိထားတာလေးထည့်ပါမယ်ဒါဆိုရင်တော့ရပါပြီဒီလိုမျိုးစွပ်ပြုတ်လေးလှုပ်ရှားတာကထမင်းလေးမိစေပြီးတော့ရတာလေးရှိရပေါ့နော်တစ်ခါကြာလို့ရှိရင်ဒီလိုမျိုးစွပ်ပြုတ်လေးလှုပ်ရှားတာတကယ်ရတာရှိပါတယ်ဒီရခိုင်ငရုတ်ကိတ်ကိုကြတော့နောက်ဗီဒီယိုတစ်ခုမှတင်ပါမယ်နော်ဗီဒီယိုကအရန်ရှည်မှာဆိုလို့နောက်ဗီဒီယိုတစ်ခုမှထပ်ပြီးတော့တင်ပေးပါမယ်နော်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပြီးတော့ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်တန်ငယ်ချင်းများအားလုံးကိုစိတ်နှပြချမ်းသာပျော်ရွှင်ကြပါစေဘိုင်ဘိုင်